ထိုင်ဝမ်အဓိကအတိုက်ခံပါတီ၏တရုတ်ပြည်ခရီးနှင့်ဆက်စပ်အငြင်းပွားမှုထိုင်ဝမ်၏အဓိကအတိုက်ခံပါတီဖြစ်သောကူအိုမင်တန်ခက်သည်တရုတ်ကွန်မြူနစ်ပါတီအစပ်နှင့်ဆက်နွယ်သည့်think tank ဖိုရမ်တစ်ခုတွင်ပါဝင်ရန်ကိုယ်စားလှယ်အဖွဲ့ကိုတရုတ်ပြည်သို့ပို့ဆောင်နေပြီးထိုခရီးစဉ်ကြောင့်ထိုင်ဝမ်အတွင်းအငြင်းပွားမှုများဖြစ်ပေါ်လာနေပါသည် Cadence Hunter ကသတင်းပေးပို့ထားပါသည်ကူအိုမင်တန်ပါတီဒုတိယဥက္ကဋ္ဌသည်ဘေကျင်းမြို့သို့ထွက်ခွာသွားပြီးဂန်းနှင့်ခက်ပါတို့ကလေပတ်စီစဉ်ထားသည့်အပြန်အလှန်ကမ်းလှမ်းရေးရာဖိုရမ်တစ်ခုတွင်ပါဝင်မည်ဖြစ်သည်နှစ်ဖက်ပါတီများကဒီဖိုရမ်ကိုတရုတ်ထိုင်ဝမ်အကြားအပြန်အလှန်ဖလှယ်မှုများတိုးမြင့်ရန်အခွင့်အလမ်းတစ်ရပ်အဖြစ်ဖော်ပြနေကြပါသည်ရှောင်းရှူးခြင်းစီယော့ခတ်ခြင်းဦးဆောင်သောပညာရှင်40ခန့်ပါဝင်သည့်ကိုယ်စားလှယ်အဖွဲ့သည်ခရီးသွားလုပ်ငန်းပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စက်မှုဖွံ့ဖြိုးရေးစသည့်အကြောင်းအရာများကိုဆွေးနွေးမည်ဖြစ်ပြီးနိုင်ငံရေးကိစ္စများကိုမထိတွေ့ကြောင်းသူကပြောကြားထားပါသည်သို့သောကျွမ်းကျင်သူအချို့ကခရီးစဉ်ကိုယ်တိုင်ကနိုင်ငံရေးအရာအဓိပ္ပာယ်ရှိနေကြောင်းဆိုကြပါသည်ယခုအချိန်တွင်တရုတ်နှင့်ထိုင်ဝမ်အကြားတင်းမာမှုများမြင့်မားနေပြီးတရုတ်ကထိုင်ဝမ်ကိုမိမိပိုင်နယ်မြေဟုဆိုထားကအင်အားသုံးသိမ်းပိုက်နိုင်ကြောင်းကိုလည်းမပယ်ချထားပါထိုင်ဝမ်အာဏာရပါတီဒီမိုကရက်တစ်တိုးတက်ရေးပါတီကိုတရုတ်ကခွဲထွက်ရေးသမားများဟုခေါ်ဆိုထားပြီးနှစ်ဖက်မျိုးသားအဆင့်ဆက်သွယ်ရေးများကိုနှစ်ပေါင်းများစွာကန့်သက်ထားပါသည်ဒီကတော့တရုတ်နှင့်ဆက်ဆံရေးပိုမိုနှွေးထွေးပြီးအပြန်အလှန်ဖလှယ်မှုများကငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်မည်ဟုယုံကြည်ထားပါသည်ကိုယ်စားလှယ်အဖွဲ့သည်ခရီးစဉ်အတွင်းတရုတ်အစိုးရအရာရှိများနှင့်တွေ့ဆုံနိုင်ပြီးတရုတ်၏ထိုင်ဝမ်ရေးရာရုံးကစီစဉ်သည့်ညစာစားပွဲတစ်ခုသို့လည်းတက်ရောက်မည်ဟုမျှော်လင့်ထားပါသည်ယင်းဖိုရမ်ကို2016ခုနှစ်မှစ၍ရပ်ဆိုင်းထားခဲ့သည့်ဖိုရမ်ပြန်လည်စတင်ခြင်းဟုလူအချို့ကသုံးသပ်ကြပါသည်ဒီကတော့ဒီဖိုရမ်ဟာအမျိုးသားဂုဏ်သိက္ခာနှင့်လုံခြုံရေးကိုထိခိုက်စေမည်ဟုဝေဖန်ပြီးသည်ထိုင်ဝမ်အတွက်လားတရုတ်အတွက်လားဆိုသည်ကိုမေးခွန်းထုတ်ထားပါသည်ထိုင်ဝမ်၏Mainland Affairs Council ကလည်းရည်ရွယ်ချက်မှာထိုင်ဝမ်ကိုဖျက်သိမ်းခြင်းဖြစ်ပြီးဘေကျင်းသို့တွားရောက်လည်ပတ်ခြင်းများကြောင့်မပြောင်းလဲနိုင်ကြောင်းသတိပေးထားပါသည်ထွက်ခွာမည့်အချိန်မတိုင်မီဆန္ဒပြသူများပေါ်လာခဲ့ပြီးဘေကျင်းနှင့်လျှို့ဝှက်သဘောတူညီချက်များလုပ်နေသည်ဟုဆွဆွဲခဲ့ကြပါသည်တဦးမှာတရုတ်သမ္မတရှီကျင့်ပင်အဖြစ်ဝစ်စင်ကကိုယ်စားလှယ်ခေါင်းဆောင်ကိုကြိုးဖြင့်ဆွဲထားတဲ့ကဲ့သို့ပြသခဲ့ပါသည်တရုတ်မွေထိုင်ဝမ်ပြည်သူ့ပါတီလွှတ်တော်အမတ်အငြင်းပွားမှုထိုင်ဝမ်ပြည်သူ့ပါတီမှတရုတ်မွေအဖွဲ့ဝင်တဦးသည်အင်္ဂါနေ့တွင်လွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်ရန်ရှိနေတော်လဲသူမ၏နိုင်ငံသားအခြေအနေကြောင့်အရေးချင်းရှိမရှိအငြင်းပွားမှုများဖြစ်ပေါ်နေပါသည်လီကျင့်ရှီယောလီဇင်းစီယိုသည်ထိုင်ဝမ်သမိုင်းတွင်ပထမဆုံးတရုတ်မွေလွှတ်တော်အမတ်ဖြစ်လာမည်ဖြစ်တော်လဲတာဝန်ထမ်းဆောင်ရန်မတိုင်မီတရုတ်နိုင်ငံသားဖြစ်မှလက်လွတ်ရပါမည်ဥပဒေများအကြားကွာခြားချက်ကြောင့်အငြင်းပွားမှုဖြစ်နေပြီးယခင်ကလည်းတရုတ်မွေရဲရွာအုပ်ချုပ်ရေးမှူးတဦးကိုနိုင်ငံသားအထောက်အထားမပြနိုင်သောကြောင့်ယာထူးမှဖယ်ရှားခဲ့ပူပါသည်ထိုင်ဝမ်အမေရိကန်ဘရမ်စတန်ကနောက်ဆုံးအစုလက်ခံရရှိမည်ထိုင်ဝမ်စစ်တပ်ကအမေရိကန်ထုတ်ဘရမ်စတန်ကနောက်ဆုံးအစု28စီးကိုမကြာမီလက်ခံရရှိမည်ဟုပြောကြားခဲ့ပါသည်စုစုပေါင်းဒရ8စီးကို2019ခုနှစ်တွင်ဝယ်ယူခဲ့ခြင်းဖြစ်ပြီးယခုနောက်ဆုံးအစုကိုလအနည်းငယ်အတွင်းပို့ဆောင်မည်ဖြစ်ပါသည်ကမ္ဘောဒီးယားတွင်လိမ်လည်မှုစခန်းဖမ်းဆီးမှုထိုင်ဝမ်သား9ဦးပါဝင်ကမ္ဘောဒီးယားတွင်လိမ်လည်မှုစခန်းကြီးတစ်ခုကိုဝင်ရောက်ဖမ်းဆီးရာနိုင်ငံသားနှင့်0.000ကျော်ဖမ်းဆီးခံရပြီးထိုင်ဝမ်နိုင်ငံသား9ဦးလည်းပါဝင်ပါသည်တရုတ်နိုင်ငံသား900ကျော်ပါဝင်ပြီးဒါဟာအကြီးဆုံးဖမ်းဆီးမှုဖြစ်ကြောင်းသိရပါသည်ယူကရိန်းရုရှားတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားရုရှားကယူကရိန်းရှိမိခင်နှင့်ကလေးဆေးရုံတစ်ခုကိုတိုက်ခိုက်ခဲ့ပြီးလူ9ဦးဒဏ်ရာရရှိခဲ့ပါသည်ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီရက်အနည်းငယ်အလိုတွင်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပြီးယူကရိန်းပြည်သူများသည်အေးဒဏ်နှင့်စစ်ဘေးဒဏ်ကိုတပြိုင်နက်ခံစားနေရပါသည်တိဘက်အပြည်ပြည်ဆိုင်ရာရွေးကောက်ပွဲ
ပြည်ပနေထိုင်သည့်တိဘက်လူမျိုး61.0.0.0ခန့်သည်ကမ္ဘာတဝန်းနိုင်ငံ28နိုင်ငံတွင်ရွေးကောက်ပွဲမဲပေးခဲ့ကြပါသည်နောက်ဆုံးမဲပေးခြင်းကိုဧပြီလတွင်ကျင်းပပြီးမေလတွင်ရလဒ်ထုတ်ပြန်မည်ဖြစ်ပါသည်ထိုင်ဝမ်ဒက်ဆာမြို့၏တစ်သားလက်မှုယဉ်ကျေးမှုထိန်းသိမ်းရေးထိုင်ဝမ်တောင်ပိုင်းဒက်ဆာမြို့သည်ယခင်ကတစ်သားလက်မှုလုပ်ငန်းဖြင့်ကြော်ကြားခဲ့တော်လဲယခုအခါလူငယ်လက်မှုရှင်သစ်များဝင်ရောက်လာခြင်းကြောင့်ယဉ်ကျေးမှုအမွေအနှစ်ကိုပြန်လည်အသက်သွင်းနေပါသည်အစိုးရနှင့်ဒေသခံများပူးပေါင်းကအသက်ရှင်နေသောပြတိုက်မြို့အဖြစ်ဖော်ဆောင်နေကြပါသည်